အပိုင်းလေးနန်းတော်သို့ရောက်ရှိခြင်းနဲ့နန်းတွေပညာဇန်ပို့စာများမဟောဒရာရဲ့ကြော်ကြောင်းမှုဟာတနေ့ထက်တနေ့ကြီးမားလာတဲ့အတွက်ဝိဒေဟရတ်မင်းကြီးဟာမဟောဒရာကိုနန်းတော်သို့ခေါ်ယူပြီးတားတော်အဖြစ်မွေစားကနန်းတွေပညာရှိအရာခန့်အပ်လိုက်ပါတယ်။ဒါပေမဲ့ဝါရင်အမတ်ကြီး၄ပါးကတော့ကလေးလေးတယောက်ကသူတို့ထက်ပိုမျက်နှာပွင့်နေတာကိုမနာလို့ဖြစ်လာကြပါတယ်။၁နန်းတော်သို့ဝင်ရောက်ခြင်းမဟောဒရာနန်းတော်ကိုဝင်လာတဲ့အချိန်မှာအမတ်ကြီးတွေကသူ့ကိုကလေးဆိုပြီးအထင်သေးကျင်ကြပါတယ်။ဒါပေမဲ့မဟောဒရာဟာမင်းကြီးရှေ့မှာရဲရဲဝံ့ဝံ့နဲ့တီးတီးငင်းငင်းရှိလာပါတယ်။မင်းကြီးကမဟောဒရာကိုစမ်းသပ်ဖို့ပု္ပ္ပစာခက်ခက်ခဲခဲတွေကိုစတင်မေးမြန်းပါတော့တယ်။နှစ်ဦးခေါင်းကွမ်ပု္ပ္ပစာ The Skull Test မင်းကြီးကဦးခေါင်းကွမ်နှစ်ခုကိုထုတ်ပြပြီးဘယ်ဟာကယောက်ျားခေါင်းကွမ်ဘယ်ဟာကမိန်းမဦးခေါင်းကွမ်လဲဆိုတာကိုခွဲခြားခိုင်းပါတယ်။အပြင်ပန်းကြီးုံနဲ့ခွဲခြားခတ်နေတဲ့ဒီပု္ပ္ပစာကိုမဟောဒရာကရိုးရှင်းတဲ့တဘာဝတရားနဲ့ဖြည့်ရှင်းပြခဲ့ပါတယ်။ဖြည့်ရှင်းချက်အရှင်မင်းကြီးယောက်ျားတို့ရဲ့ဦးခေါင်းကွမ်အဆက်အကြောင်းတွေဟာဖြောင်တန်းနေတတ်ပြီးမိန်းမတို့ရဲ့ဦးခေါင်းကွမ်အဆက်အကြောင်းတွေကတော့ကွေ့ကောင်နေတတ်ပါတယ်လို့အကြမကြဖြည့်ဆိုနိုင်ခဲ့ပါတယ်။၃မွေးပု္ပ္ပစာ The Snake Test နောက်ထပ်ပု္ပ္ပစာတစ်ခုကတော့မွေးညက်ကောင်းကိုပြပြီးဘယ်ဟာကအထီးဘယ်ဟာကအမလဲဆိုတာခွဲခြားခိုင်းတာပါဖြည့်ရှင်းချက်မဟောဒရာကမွေတွေကိုရေထဲချခိုင်းပါတယ်အထီးဟာရေကူးတဲ့အခါအမြေကိုဖြောင်းဖြောင်းတန်းတန်းထားပြီးကူးခတ်တတ်တယ်လို့အမကတော့အမြေကိုကွေ့ကောက်ပြီးကူးခတ်တတ်ကြောင်းသက်သေပြခဲ့ပါတယ်၄အမတ်ကြီးများ၏ညူဆူမှုမဟောဒရာကပု္ပ္ပစာတိုင်းကိုအလွယ်တကူဖြည့်ဆို့နိုင်လေအမတ်ကြီး၄ပါးကပို့ပြီးညူစုလေပါပဲသူတို့ဟာမဟောဒရာကိုနန်းတော်ကနေဖယ်ရှားဖို့ပရိယံတွေစတင်ကြမ်းစီကြပါတော့တယ်ဒါပေမဲ့မဟောဒရာဟာအဲ့ဒီအန်ဒီရတွေကိုသူ့ရဲ့ဉာဏ်ပညာနဲ့ကြိုတင်သိမြင်နေခဲ့ပါတယ်